အမျိုးသမီးတွေဝါလာပြီဆိုရင်ခါးဘေးတွေတုပ်လာတယ်ဝမ်ပိုက်တွေပူလာတယ်မင်္ဂလာပါတီချင်တော်ပါဒီနေ့လေ့ကျင့်ခန်းလေးကတော့ခါးဘေးကြွက်သားလေးတွေနဲ့ဝမ်ပိုက်ကြွက်သားလေးတွေကိုအသုံးပြုပြီးတော့ကစားရမယ်လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပါတယ်ဒီဦးဆုံးခန္ဓာကိုယ်ကိုပလက်အနေထားနဲ့နေပေးမယ်လက်နှစ်ဖက်ကိုဥကောင်းနာမှာထားမယ်ခြေထောက်ကိုကျမ်းပြင်ကနေ45ဒီဂရီလောက်အပေါ်မြောက်ထားပေးမယ်ဒီနေထားကနေဝမ်ပိုက်ညအားခါးဘေးညအားကိုအသုံးပြုပြီးတော့စန့်ကျင်ဘက်ဒူးကောင်းနဲ့တထောင်ကိုထိပေးရမှာဖြစ်ပါတယ်ဒီကစားနည်းလေးကိုပညာမတစ်ချိန်လို့သတ်မှတ်ပြီးတော့10ချိန်၄ချော့ကစားပေးလို့ရပါတယ်ဒီလိုလေခုပြီးတော့ထိရောက်တဲ့လေ့ကျင့်ခန်းပုံစံတွေနဲ့ကျန်းမာတဲ့အစားအသောက်ပုံစံကိုတဆူတစည်းတဲ့သင်ယူခြင်းနဲ့ဆိုရင်တော့ Healthy League 35 သင်တန်းလေးကအကောင်းဆုံးပဲဖြစ်ပါတယ်ဒီသင်တန်းလေးကအချိန်မပေးနိုင်တဲ့အမျိုးသမီးတွေနဲ့အိမ်ရှင်မလေးတို့အတွက်အထူးရည်ရွယ်ပြီးတော့စီစဉ်ထားတာပါသင်တန်းလေးကအောက်တိုဘာ10ရက်နေ့မှာစမှာဖြစ်ပါတယ်သင်တန်းကာလ2လကို9000ခွဲချက်သာပေးသွင်းရမှာဖြစ်ပါတယ်စိတ်ဝင်စားရဆိုရင်တော့ Asian35 လို့ comment ဒါမှမဟုတ် Viber number 7979723228တို့မှာဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ဗီဒီယိုလေးကိုဆုံးထိအောင်ကြည့်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်ကျမလာပါချင်တဲ့အမျိုးသမီးတိုင်းအတွက်ဒီ channel ရှိရနော်